ခုကျွန်တော်မဟာ United တင်းကဆွဲတက်လာခဲ့တယ်ဗျာပြန်ပြတ်တယ်ဗျာခုကျွန်တော်ရခိုင် United တင်းကတော့ပြိုင်ဘက်တင်းရဲ့ခန်းစစ်စုံတွေကိုတိုက်ရိုက်ပေးပို့ပြီးတော့ဖိအားပေးဖို့စတင်ကြိုးစားလာတာပဲဖြစ်ပါတယ်။ဝေးကနေကံမှုကြိုးစားနေတာဗျာလေကိုထည့်ပေးထားတယ်အခုကျွန်တော်ရခိုင် United တင်းကဦးဆောင်ကိုရခဲ့တာပဲဖြစ်ပါတယ်။ကျွန်တော်နံပါတ်40မက်ဆိုလက်ရှိချိန်နေမှာတော့တွင်ကိုတကူကိုတော့ပြောင်းလဲရယူခဲ့တယ်ညာရခိုင်နယ်တဲ့တင်းပေါ်ဦးဆောင်ကိုနံပါတ်40ဒီဆိုမမ်တင်တိုက်စစ်စင်မှုတစ်ခုကနေယနေ့စုဖွဲ့ပြီးတိုက်စစ်စင်မှုအတွက်ကြိုးစားနေတာပဲဖြစ်ပါတယ်စောနိုင်ရှေ့ကိုထည့်ပြီးထားတယ်ရှေ့ကိုမှားထားပြီးတယ်ပထမအောင်ကိုလည်းပထမဘိုင်းမှာမဟာ United တင်းက2 ဂိုးတကူနဲ့ဦးဆောင်နိုင်ခဲ့ပြီမဲ့လည်းလက်ရှိချိန်ဒီမှာချီပါဂိုးတကူကိုတော့ပြန်လဲခွင့်ပြုထားရတယ်ညာအခုဆိုတော့နောက်ကိုပြန်ပြီးတော့ပုတ်ထားတယ်ပခိုင် United တင်းကဇက်တက်တိုက်စစ်ဆင်နေတာဖြစ်ပါတယ်အခုဆိုတော့မဟာ United တင်းကဆွဲတက်လာခဲ့တယ်ဗျာပြန်ပြတ်တယ်ဗျာရှေ့ကိုမတင်ပေးထားတယ်တက်နိုင်ရဲ့ပေးပို့မှုဖြစ်ပါတယ်အခုကျွန်တော်ရခိုင်နေတဲ့တင်းကတောက်လျှောက်ဆွဲယူလာခဲ့တယ်ညာကျွန်တော်နံပါတ်8မူစတာဖာကွင်းလေကိုအမြောက်ကန်နေပေးထားတယ်သူရခုကျွန်တော်စင်မင်းထွန်းအခိုင်နေတဲ့တင်းကဘောလုံးပိုင်ဆိုင်မှုရရှိထားတာဖြစ်ပါတယ်ညာချမ်းအောင်ထည့်ပေးထားတယ်ညီညီထွန်းတိုက်စစ်မှုတွေနဲ့တွဲနေတယ်မြအလေကိုထည့်ပေးထားတယ်မူစတာဖာဘောလုံးလက်ခံထားတယ်မြမူစတာဖာပဲကံမှုကြိုးစားတယ်ဘူတော့မတည့်ဘူးမြပါတယ်ဒီတင်းကခန်းစစ်စုံတွေကိုပေးပို့တာဖြစ်တယ်မြခုကျွန်တော်ရခိုင်နေတဲ့တင်းကဆွဲတက်လာခဲ့တယ်မြကွင်းလေကျော်ကနေပြီးတော့ညာချမ်းအောင်ထည့်ပေးထားတယ်ဘောလုံးလက်ခံမဲ့ကစားသမားတူကတော့မူစတာဖာဖြစ်ပါတယ်နောက်ကစောစောနိုင်ပြေးတက်လာတယ်ညရထားသေးတယ်ဒီချိန်မှာလဲတိုးဆက်နိုင်ဘိုးတော့မချောနိုင်ဖြစ်ပါတယ်အောင်နိုင်ဝင်းရှုပ်ပေးထားတယ်ရခိုင်တင်မဲတောက်လျှောက်ပဲမြဆွဲတက်လာတယ်အဘကာညာကြောင်လိုက်တင်မော့ပေးရတယ်ရခိုင်တင်ကပဲရရှိထားခဲ့တာဖြစ်ပါတယ်အေးရလိုက်တင်မော့ပေးရတယ်မူစတာဖာသူကရှေ့မှာရှိနေမူစတာဖာစီပေးရတယ်မြမူစတာဖာအလေပြန်ထွဲရတယ်လက်ခံပြီသူကမူစတာဖာနဲ့အဘာဂါတို့ရဲ့အတော်လေးလျင်မြန်လာတဲ့သူတို့တင်းနေနဲ့မြေပွဲစဉ်မှာပေါ်ဆောင်ကောင်းတစ်ခုမရခဲ့ဘူးဆိုပေမဲ့လည်းနိုင်သုံးမရဖို့တော့ကတော့ဘောလေးအချိန်ကြီးကောင်းတဲ့နေတာမှရှိနေရလဲဖြစ်ပါတယ်လေအချိန်မှာလည်းမူစတာဖာကန်နေဒီကနေ့ရဲ့တိုက်စစ်မှာတော့ရှော့ခြေစွမ်းပြနေခဲ့တဲ့မူစတာဖာပဲဖြစ်ပါတယ်ရလာတဲ့အနေအထားတစ်ခုကိုမူစတာဖာမနာတဲ့ကန်သွင်းဆုံးသက်အခုကျွန်တော်ရခိုင်နေတဲ့တင်းကဘောလုံးရထားသေးတာဖြစ်ပါတယ်မက်ဆိုပက်ထရစ်ကွင်းလေဒီဆင်းပြီးတော့ဘောလုံးရယူထားတာပဲဖြစ်ပါတယ်ဒီနေ့ပွဲစဉ်မှာမဟာ United တင်းခွင်းလေကိုတော့ကျော်နံပါတ်6ကောင်းစီရလေးခုကျွန်တော်ဇက်တက်တိုက်စစ်စင်နေတာဖြစ်ပါတယ်ရှေ့ကိုထည့်ပေးထားတယ်ပို့ထားတယ်ခန့်စင်ဟိရှေ့ကိုပြီးတဲ့နေရာရခိုင်တင်မဲအလေပြန်ထွဲလာတယ်မဆိုးလဲမရှိတဲ့အမ်ဘာဂါတောက်လျှောက်ပဲဆွဲတက်လာတယ်အမ်ဘာဂါဝင်းနေလက်ခံပြီမဆိုးရဲ့ပေးဖို့မှုကနေ
အောင်နိုင်ဝင်း